Enzo Fernandez ကို Real Madrid ပြောင်းချင်တယ်လို့ပြောခဲ့တဲ့ကိစ္စကြောင့်အသင်းကနေခြံလက်ခဲ့တာတွေကစားသမားတွေရဲ့စ조사မှုကိုသူကလူထိရှင်ကြဝေဖန်ခဲ့တာတွေကအခြေအနေကိုပိုဆိုးစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကစားသမားတွေဟာသူ့အပေါ်ယုံကြည်မှုမရှိတော့တာကြောင့်အခုလိုရလဒ်တွေထွက်ပေါ်လာခဲ့တာပါ။အခုတော့ယာယီနီးပြအဖေ Callum McFarlane ကယာတီကုန်းအထိတာဝန်ယူသွားမှာပါ။သူ့ရဲ့ပထမဆုံးစမ်းသပ်မှုကတော့လာမယ့်တနင်္ဂနွေနေ့မှာကစားရမယ့် Leeds United နဲ့ FA Cup Semi-Final ပွဲစဉ်ပါပဲ။မင်္ဂလာပါ Sports End ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Chelsea အသင်းဟာသူတို့ရဲ့နီးပြ Liam Rosenior ကိုယာဒူးကနေထုတ်ပယ်လိုက်ပြီလို့တရားဝင်ကြေညာလိုက်ပါပြီ။ဇန်နဝါရီလတုန်းကမှမျှော်လင့်ချက်ကြီးစွာနဲ့ခေါ်ယူခဲ့တဲ့ Rosenior ဟာဘာကြောင့်၄လတောင်မပြည့်ခင်ပါတယ်အထုတ်ခံလိုက်ရတာလဲ။ဒါဟာ Todd Boehly ခေတ်ရဲ့ဘယ်နှယောက်မြောက်သားကောင်လဲ။ဒီနေ့ဗီဒီယိုမှာတော့ Chelsea ရဲ့အရှိုတော်ပုံနဲ့နီးပြသစ်ဘယ်သူဖြစ်လာမလဲဆိုတာကိုတင်ဆက်ပေးသွားမှာပါ။အရာအလုံးဟာပြီးခဲ့တဲ့အင်္ဂါနေ့ညက Brighton ကို3-0နဲ့ရှုံးခဲ့တဲ့ပွဲမှာအဆုံးသတ်သွားခဲ့တာပါ။အဲ့ဒီပွဲဟာ Chelsea အတွက်တော့အရှက်ရစရာပါပဲ။ပြီးတော့ဒါဟာ Premier League မှာ9ပွဲဇက်တိုက်ဂိုးမသွင်းနိုင်ပဲရှုံးခဲ့တာဖြစ်ပြီး1912ခုနှစ်နောက်ပိုင်းအဆိုးရွားဆုံးစံချိန်လည်းဖြစ်ပါတယ်။ Rosenior ဟာအသင်းကိုစားကြိုက်တုန်းကနိုင်ပွဲတွေနဲ့စတင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ကစားသမားတွေနဲ့ဆက်ဆံရေးပြက်ပြားလာပြီးအခုဆိုရင် Champions League ဝင်ခွင့်နဲ့ပါ9မှတ်အထိဝေးသွားခဲ့ပါပြီ။ Rosenior ရဲ့အကြီးမားဆုံးအမှားကတော့အဝတ်လဲခန်းကိုမထိန်းနိုင်တာပါပဲ။ Enzo Fernandez ကို Real Madrid ပြောင်းချင်တယ်လို့ပြောခဲ့တဲ့ကိစ္စကြောင့်အသင်းကနေခြံလက်ခဲ့တာတွေကစားသမားတွေရဲ့စ조사မှုကိုသူကလူထိရှင်ကြဝေဖန်ခဲ့တာတွေကအခြေအနေကိုပိုဆိုးစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကစားသမားတွေဟာသူ့အပေါ်ယုံကြည်မှုမရှိတော့တာကြောင့်အခုလိုရလဒ်တွေထွက်ပေါ်လာခဲ့တာပါ။အခုတော့ယာယီနီးပြအဖေ Callum McFarlane ကယာတီကုန်းအထိတာဝန်ယူသွားမှာပါ။သူ့ရဲ့ပထမဆုံးစမ်းသပ်မှုကတော့လာမယ့်တနင်္ဂနွေနေ့မှာကစားရမယ့် Leeds United နဲ့ FA Cup Semi-Final ပွဲစဉ်ပါပဲ။ Chelsea အသင်းဟာလာမယ့်ရာသီအတွက်အမြဲတမ်းနီးပြအထိ Anthony Iraola, Marco Silva နဲ့ Aiden Terzic တို့ကိုဖြစ်ထထားနေတယ်လို့သတင်းတွေထွက်နေပါတယ်။ဘယ်သူက Stamford Bridge ကိုကယ်တင်နိုင်မလဲ။ Chelsea ပရိသတ်တွေအတွက်တော့ဒါဟာအသားကျနေတဲ့တန်တရားတစ်ခုလို့ခင်နေပါပြီ။နီးပြသစ်မျော်လင့်ချက်အသစ်ပြီးရင်ထုတ်ပယ်မှုမိတ်ဆွေတို့တော့ Rosenior ကိုထုတ်လိုက်တာမှန်တယ်လို့ထင်လား Chelsea အတွက်အသင့်ဆုံးနီးပြကဘယ်သူဖြစ်မလဲ comment မှာအထည့်ပေးခဲ့ကြပါဦးအခုလိုစိတ်ဝင်စားစရာအားကစားသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ထားဖို့မမေ့နိုင်ဘူးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ